ဇက်နဲ့ရေဘကအာဗျာဟန်ကကျုံဣရိယာစာကိုဇာတိမြို့ခါရန်ကိုဆေလွတ်ခဲ့ပါတယ်။ဤဆက်အတွက်အမျိုးသမီးရှာဖို့ဖြစ်ပါတယ်။ဣရိယာစာကရေတွင်းနာမှာမိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့တယ်။ဤဆက်ဇနီးဖြစ်လာမဲ့ရေဘကပဲဖြစ်ပါတယ်။ဤဆက်နဲ့ရေဘကတို့အချစ်ချင်းချစ်ခဲ့ကြတယ်။အာဗျာဟန်ကအိုမင်းနဲ့အချိန်မှရခဲ့တဲ့တာဤဆက်ကလူတော်လူကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။အချိန်တွေကြာလာတော့မင်္ဂလာဆောင်ရမယ့်အရွယ်ကိုရောက်ရှိလာပါတယ်။အာဗျာဟန်ကယုံကြည်ရတဲ့ကျွန်ကိုဒီလိုပြောခဲ့တယ်။အခုဇာတိပြေကိုတွားပြီးဤဆက်အတွက်အမျိုးသမီးကိုရှာလာခဲ့တော့ကျွန်ကအရန်ဝေးတဲ့နေရာကိုထွက်လာခဲ့တယ်။အာဗျာဟန်ကကလဲအောက်ဆယ်ကောင်နဲ့ညားပြတဲ့ရွှေငွေတွေပြီးတော့အဝတ်အစားတွေထုတ်ပိုးပြီးလွှတ်လိုက်တယ်။ဤဆက်ရဲ့ဇနီးအတွက်လက်ဆောင်တွေပဲဖြစ်ပါတယ်။ကျွန်းကအာဗျာဟန်ရဲ့ဇာတိမြေကိုရောက်လာခဲ့တယ်။နေဝင်ချိန်မှာရောက်ရှိလာခဲ့တယ်။ခရီးဝေးလာပြီးအရန်ပင်ပန်းလို့မြို့ပြင်မှာရှိတဲ့ရေရင်းနားမှာခဏနားနေခဲ့တယ်။အဲ့ဒီအချိန်မှာမိန်းကလေးတစ်ယောက်ကရေအိုးနဲ့ရေတွင်းစီကိုရောက်လာတယ်။မိန်းကလေးကရေဖြည့်ပြီးတဲ့နောက်အစီခံကမေးလိုက်တယ်။ရေတစ်ခွက်လောက်တောက်လို့ရမလား။အဲ့ဒီမိန်းကလေးကတောက်ရေကိုပေးရင်ရင်းရင်းနှီးနှီးပြောခဲ့တယ်။ခရီးဝေးရလာခဲ့တဲ့ပုံပဲ။ကလအုပ်တွေလည်းရေးစားနေမယ်ထင်တယ်။သူတို့ကလည်းရေတိုက်မယ်နော်။အစီခံကမိန်းကလေးကိုမေးလိုက်တယ်။မိန်းကလေးကဘာတူလဲကျမကရေဘကပါအစီခံကစဉ်းစားလိုက်တယ်ဒီအမျိုးသမီးကဤဆက်ဇနီးဖြစ်လာမဲ့မိန်းကလေးပဲဖြစ်ရမယ်အစီခံကရေဘကကိုလက်ဆောင်တွေပေးပြီးသူမရဲ့အိမ်ကိုလိုက်သွားခဲ့တယ်အစီခံကမိန်းကလေးရဲ့အဖေကိုရေဘကကိုထည့်လိုက်ဖို့ခွင့်တောင်းတယ်ရေဘကကလည်းသဘောတူပြီးသွားမယ်လို့ပြောခဲ့တယ်။ဒီလိုဖြစ်ပြီးဤဆက်နဲ့ရေဘကနဲ့တွေ့ခဲ့တယ်။ဤဆက်ကမြင်းမြင်းချင်းချစ်စိတ်ဝင်ခဲ့တယ်။သူတို့နှစ်ယောက်ကလက်ထပ်ပြီးပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ်။တန်ရှင်းမှုနဲ့ရိုးသားမှုအထဲမှာတွေ့ခဲ့တဲ့ဤဆက်နဲ့ရေဘကဤဆက်အသက်38နှစ်မှာအမေကဆုံးသွားခဲ့တယ်။3 နှစ်အတွင်းဝမ်းနည်းစရာအချိန်ကိုဖျက်ကျော်ခဲ့တယ်။အသက်40မှာရေဘကနဲ့အိမ်ထောင်ပြုတယ်။ဤဆက်နဲ့ရေဘကတို့တွေ့ဆုံခြင်းကကျွန်တော်တို့အတွက်စံပြပုံစံပဲဖြစ်ပါတယ်။အီတရီလနိုင်ငံရဲ့မျိုးဆက်ဖြစ်တဲ့အာဗျာဟန်၊ယာကုပ်၊ဒါဝိစားတဲ့သူတွေမှာဇနီးတွေအများကြီးရှိတယ်။ဒါပေမဲ့ဤဆက်ကတော့ဘဝတစ်လျှောက်လုံးကိုတယောက်ပဲချစ်ခဲ့တယ်။အိမ်နောက်ရေးစံပြပုံစံဖြစ်ခဲ့ပါတယ်။အိမ်နောက်တိဆောက်တဲ့ပုံစံကလည်းဖျားသခင်အလိုတော်နဲ့ကိုက်ညီခဲ့တယ်။